မင်္ဂလာပါမိတ်ဆွေများခင်ဗျာ UFC 323မှာတော့မြန်မာနိုင်ငံရဲ့လူငယ်ဖိုက်တာတွေတဲကမှာအတောက်ပဆုံးဖြစ်လာနိုင်တယ်လို့ထင်ကြေးပေးခံနေရတဲ့ဂျိုရှူအာဘန်နဲ့လက်ရှိ Flyweight ချန်ပီယံပန်တိုဂျာတို့စွန့်စားထိုးတက်ရတော့မှာဖြစ်ပါတယ်။အလက်ဇန်ဒါပန်တိုဂျာကတော့2023မှာချန်ပီယံဖြစ်လာခဲ့ပြီးတော့၄ချိန်တိတိကိုချန်ပီယံကပတ်ကိုကာကွယ်နိုင်ခဲ့တယ်။ဂျိုရှူအာဘန်နဲ့လက်ရှိတွေ့ဆုံမှုကသူ့ရဲ့9ချိန်မြောက်ချန်ပီယံကာကွယ်မှုပါ။ဝါရင်ဖိုက်တာတို့ဖြစ်တဲ့ဂျူဂျစ်စုနဗန်းပညာတွေကိုရှယ်ကျွမ်းတဲ့ဖိုက်တာပါ ground fighting ပိုင်းလည်းကောင်းတယ်ဖိအားပေးထိုးတတ်တဲ့နေရာမှာလည်းလှပသေးသက်မှုထက်ပြင်းထန်တဲ့ထိုးချက်တွေကိုပို့ပြီးတော့အားတာတယ်ပြိုင်ဘက်ကိုအချိန်လုံးဝမပေးဘူးကြောက်လန့်ခြင်းလည်းမရှိဘူးစိတ်ပိုင်းဆိုင်ရာ strong ဖြစ်တဲ့ fighter မျိုးပါဒါပေမဲ့လက်ရှိအသက်အရွယ်ရတော့35နှစ်ဆိုတဲ့အပိုင်းခြားကိုရောက်လာပြီဒါနဲ့ပတ်သက်ပြီးဂျိုရှူအာဘန်ကတော့ကျွန်တော်နိုင်သွားမှပန်တိုဂျာကအသက်ကြီးနေလို့အိုနေလို့ဆိုတဲ့စကားတွေကိုမကြားချင်ပါဘူးကျွန်တော်နှစ်ယောက်စလုံးကိုလေးစားမှုရှိသင့်ပါတယ်ပန်တိုဂျာကလည်းထာဝရအကောင်းဆုံးကစားသမားတူပါကျွန်တော်နိုင်သွားခဲ့ရင်လည်းကျွန်တော်ကိုခင်ဗျားတို့အတိမတ်ပြုသင့်ပါတယ်သူ့အသက်ကလည်းရမ်းမကြီးသေးပါဘူး35နှစ်ပဲရှိပါသေးတယ်လို့ဗန်ကဝေဖန်သူတွေကိုအခုလိုပဲတုံ့ပြန်ခဲ့ပါတယ်ဝေဖန်သူတွေကတော့ပွဲမစခင်တည်းကဗန်ကအတွေ့အကြုံနှုတ်သေးရဲ့အသက်ငယ်သေးရဲ့ပန်တိုဂျာကိုတော့ကြော်နိုင်မှာမဟုတ်ဘူးဆိုတဲ့ဝေဖန်မှုတွေလည်းရှိထားတာကိုပန်တိုဂျာကတော့ဗန်နဲ့ပတ်သက်ပြီးဗန်ကအမေရိကန်ကိုပြောင်းရွှေ့လာပြီးဘဝကိုအစကနေပြန်လဲဖန်တီးရည်တည်ထားရတယ်တူပါဖိုက်တာအားလုံးကထိုးတက်မှုနဲ့ရက်တီပြီးဘွားကိုနှိမ့်မြုပ်ထားခဲ့တာဆိုပေမဲ့ဗန်လိုမျိုးအသက်ငယ်ရွယ်ပြီးတော့အောင်မြင်မှုကိုစာလောင်နေတဲ့ဖိုက်တာမျိုးနဲ့ရင်ဆိုင်ရတာတကယ်ကိုအန္တရာယ်များပါတယ်ကျွန်တော်ကပို့ပြီးထူးချွန်နေဖို့လိုအပ်ပါတယ်လို့ပြောသွားပါတယ်ဒီပွဲကတော့တိတ်ခါပိုင်းဆိုင်ရာကာကွယ်ရမယ့်လူနဲ့အောင်မြင်မှုကိုစာလောင်နေတဲ့သူအခွင့်အရေးရသွားတဲ့ကြားကကြီးမားတဲ့ပုတ်တိုင်မှုပါရက်ဇက်ကတော့စိတ်ဝင်စားစရာအတော်လေးကောင်းနေပါတယ်ဒီပွဲကိုတော့အမေရိကန်နိုင်ငံလက်စ်ဗီဂတ်မြို့မှာထိုးသက်မှာဖြစ်ပါတယ်မြန်မာစံတော်ချိန်10နာရီဝန်းကျင်ဒီဇင်ဘာလ9ရက်နေ့မှာထိုးသက်သွားနိုင်ပါတယ်ပွဲနီးကလာတဲ့ခါမှာဘယ်လိုမျိုးတိုက်ရိုက်ကြည့်ရှုလို့ရမလဲဆိုတဲ့နီးလန်းလေးကိုတင်ပေးဦးမှာဖြစ်လို့ကျွန်တော်တို့ channel လေးကို subscribe လုပ်ပေးခဲ့ကြပါဦးနားဆင်ပေးတဲ့ဒုတိယချင်းစီတိုင်းအေဂျင့်ပျော်ရွှင်ပါစေခင်ဗျာ